င်းဆိုတဲ့အမားတွေအတွက်ပေါ့နော်မင်္ဂလာရနိုင်တဲ့ချစ်ပိုးလေးပိုးစစ်ရောချစ်ပိုးလေးတွေကိုဒီဗီဒီယိုလေးထဲမှာပြပေးတော့မှာဖြစ်ပါတယ်ရှင့်ဈေးနှုန်းလေးကလည်းအရင်ကဈေးလေးအတိုင်းပဲ4600နဲ့ပဲမင်းရောင်းပေးအောင်မှာဖြစ်ပါတယ်ရှင့်ကဲမင်းပြပေးမယ်အထည်ဒီကောင်လုံးကတော့ပိုးစစ်ရောချစ်ပိုးပါနော်3ကြိုက်ခွဲ9တောင်1ဆက်ပါရှင့်အနံက42လက်မနံပါရှင့်ကဲဒါလေးဆိုလို့ရှင်တော့နံပါတ်1လေးအရန်လာတော့နံပါတ်1လေးပါရှင့်ကဲအဖြူကြိုက်တဲ့အမတွေညီမတွေအတွက်ပေါ့နော်နံပါတ်15လေးကစင်တူအုပ်ရည်20လောက်ရပါမယ်ရှင်ကဲစင်တူလေးလိုချင်တယ်ဆိုရှင်နံပါတ်15လေးရပါမယ်ရှင်ခရမ်းပြာလေးကနံပါတ်14ဖြစ်ပါတယ်ရှင်ကဲအစင်ရောကာလာရောအရန်လာတာလေးကနံပါတ်20ပါရှင်ကဲကြည်ပြလင်းလင်းလေးကနံပါတ်22ပါရှင်ကဲအနက်ရောင်လေးကြိုက်တယ်ဆိုလို့ရှိရင်နံပါတ်24လေးရပါအောင်မယ်ရှင်ကဲဒါလေးကတော့25လေးပါရှင်ကဲမလကာဒီစိမ့်လေးကတော့နံပါတ်36ပါရှင်ဒီကာလာဆန်းဆန်းလေးကတော့နံပါတ်37ပါရှင်အရင်ချဖို့ကောင်းတဲ့လင်းလင်းလေးနော်ကဲအဖြူနောက်တစ်ဆင်ဆိုရင်တိတ်လှတဲ့ပန်းကက်ကလေးရပါမယ်ရှင်ကဲပန်းမြိုင်လေးကအရန်ကိုလှတယ်နော်ခင်းသီးပုတ်ကာလာလေးပါရှင်ကဲတရောင်ကိုင်လေးကြိုက်တယ်ဆိုလို့ရှိရင်နံပါတ်11လေးယူပေးရှင်ကဲအနက်ကိုမှတရောင်ကိုင်လေးဆိုလို့ရှိရင်နံပါတ်12လေးရပါမယ်ရှင်ကဲဗီရာလင်းလင်းလေးလိုချင်တယ်ဆိုလို့ရှိရင်နံပါတ်13လေးယူရှင်ဘဲကောင်းစိမ့်လေးကတော့နံပါတ်16မှာတရောင်ကိုင်လေးဆိုလို့ရှိရင်17လေးယူပေးရှင်နုနုလွန်လွန်ပန်းရောင်လေးဆိုလို့ရှိရင်နံပါတ်21ကိုယူပါရှင်ကဲပန်းပေတာလေးကတော့နံပါတ်23ပါရှင်ရှော့ကလက်ကြိုက်တယ်ဆိုလို့ရှိရင်26လေးယူရှင်ပန်းရဲလေးကတော့နံပါတ်28ပါရှင်လိမ္မော်နီလေးကတော့နံပါတ်29ပါရှင်ကဲရှုံးဝဲလိုက်ရင်အရန်ကိုလာတာကအသေးအစင်လေးပါရှင့်နောက်တစ်အောင်ထပ်ပြပေးဦးမယ်နော်ကဲဒါလေးကတော့နံပါတ်31ပါရှင့်မိုးပြလေးပါရှင်ဝိုင်းဒီညညဆူဆူလေးကတော့နံပါတ်35ပါရှင့်ရွှေကစုံလေးကတော့38ပါရှင့်ကဲရွှေဝလေးကတော့နံပါတ်40ပါရှင့်ကဲကျင်းညိုကာလာလေးကနံပါတ်41ပါရှင့်ကဲကျင်းဝစိမ့်လေးကတော့နံပါတ်42ပါရှင့်အပွင့်ကြီးကြီးကြိုက်တဲ့အမတွေအတွက်ရွှေညိုလေးကတော့နံပါတ်44ပါရှင့်အစင်ဆန်းလေးဆိုရင်တော့နံပါတ်46ယူရှင်ကဲဒါလေးကတော့မမေဝင်းပြထားတဲ့40ခွန်လေးဖြစ်ပါတယ်ရှင့်ရှုပ်ပုံလေးကရှုပ်တဲ့အရင်လာရယ်နော်ကဲအဖြူရောင်မဆိုတဲ့အမတွေအတွက်နံပါတ်50လေးပါရှင့်ကဲမင်းပြပေးသွားတဲ့ပိုးစီရောချစ်ပိုး1ဆက်တွေကိုပေါ့နော်ကြိုက်တဲ့လို့ဝေးအားပေးခြင်းလေဆိုလို့ရှိရင်Facial CV လေးကိုအမြင့်ဆုံးလေးလိုက်ခဲ့ပြီးဖိတ်ခေါ်ပြစေဈေးနှုန်းလေးကတော့1ဆက်တစ်စုံမှာ4000နဲ့6000ကျပ်ထင်းနဲ့မင်းရောင်းချ